တော်ဒီဘိုင်းမှာဗာပြောပြချင်လဲဆိုရင်ပန်ထူးအကြောင်းပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီတူးပေါက်ချမ်းမှာကျွန်တော်တို့ဒီနေရာလေးမှာပန်ထူးရှိပါတယ်အဲ့တော့တူအနေထားဒီလိုပုံစံရှိပါတယ်အဲ့တော့ဒါလေး right click နဲ့ကြည့်လိုက်မယ်ဆိုရင်ပန်ထူးမှာပါဝင်တဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်အသေးစိတ်ပထမအဆုံးပန်ထူးကနေစပြီးသွားကြည့်ရအောင်ဟုတ်ပြီဒီခုလိုမျိုးပန်ထူးကိုရွေးလိုက်တာနဲ့မြကျွန်တော်တို့ကဒီ2 option ဘားထဲမှာဘယ်အောင်လာပြီးတော့ automatic select ဖြစ်နေလဲဆိုရင်ဒီမှာလာပြီးတော့ select ဖြစ်နေခြင်းဖြစ်ပါတယ်ဘေးနားဟာလေးတော့ပါ2လဲဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင် free from pen 2ဖြစ်ပါတယ်အဲ့ဒီ free from pen 2ကိုကျွန်တော်တို့ရွေးလိုက်တာနဲ့အမျှဟောဒီရဲ့2ပေါက်ထဲကပုံစံလဲပြောင်းသွားတယ်ဒီမှာလဲတစ်ခုလိုမျိုး free from pen 2ရွေးထားပါလားဆိုပြီးတော့ select လာဝင်အဲ့တော့ကျွန်တော်တို့ကဒီမှာကို select လိုက်ရင်ဒီ pen 2ပုံစံဒီလိုမျိုးဆိုရင်ဟောဒီရဲ့ဒီ2 option ဘားမှာလဲဒီလိုပုံစံတစ်ခါလဲဖြစ်နေတယ်အဲ့တော့ဟောဒီရဲ့2 option ဘားတဲ့ဒီကောင်လေးကတော့ဗာလဲဆိုရင် shape layer ဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအဲ့ဒါလေးလေ့လာရအောင်အဲ့တော့ဒီ shape layer ဘာလုပ်လဲဆိုရင်ကျွန်တော်တို့ pen 2တဘောတရားအရ left click တစ်ချက်ထိဒုတိယ left click ထိမှန်နာမှာကျွန်တော်ကွေးလို့ရပါတယ် pen 2ရဲ့တဘောတရားတော့အဲ့တော့ကျွန်တော်တို့လိုနောက်ဆုံးလာဆက်မယ်ဆိုရင်တိုင်းလေးလာဆက်ခဲ့တယ်ပေါ့နော်2 option ဘားတဲ့ဒီ color မှာကျွန်တော်တို့ကဒီမရွေးပေးထားလို့ဖြစ်ပါတယ်အဲ့တော့ color တစ်ခုခုရွေးခဲ့မယ်ဆိုရင်ကျွန်တော်ရွေးချယ်ထားတဲ့ color ဒီမှာ shape layer မှာအလုပ်လုပ်မှာဖြစ်ပါတယ်2 option ဘားတဲ့ဒီ color ဘေးနားဒီ style မှာကျွန်တော်တို့လာပြီးတော့ကိုတတ်မှတ်ချက်တိုင်းလာပြီးတော့တတ်မှတ်လိုက်လို့ရပါတယ်အဲ့အောက်မှာပြောင်းတော့မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုထူးခြားတာကဒီခုလိုမျိုး shape layer ရပြီဆိုရင် right click ထပ်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ define custom shape ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ကြည့်လိုက်ပါပြီးရင်နာမည်ပေးလိုက်ပါနာမည်ကတော့စနစ်ထားကြည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီခုမြင်တွေ့တဲ့ okay လေးကိုထပ်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ define button ခေါ်ထားခဲ့တယ်ပေါ့နော်ခေါ်ထားခဲ့တယ်ဆိုတဲ့အတွက်ကျွန်တော်တို့ဘယ်နေရာမှာရှာမလဲဆိုရင်2 option ဘာပေါ်ကျွန်တော်တို့ဒီ shape ရှိတဲ့နေရာလေးမှာကျွန်တော်ဒီလိုထိလိုက်ပါထိလိုက်တော့ဆိုရင်ဒီမှာ shape တက်လာဆိုရင်ဒီမှာ left click ချက်ထိလိုက်ပါပြီးရင်ဒီအောက်ကိုဆွဲချလိုက်ပါဒီမှာဒါဒီလိုပုံစံလေးရတာကျွန်တော်တို့ဒီခု define button လုပ်တဲ့အနေထားဖြစ်ပါတယ်ဒါလေးကိုရွေးချယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်လုံးဒီမှာလာ automatic ဒီဆွဲပြီးသားရတာဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံလဲအတုံးပြုလို့ရပါလားဆိုတာမှတ်ထားပါ2 option ဘားတွေကဒီခုလောက်ထားခဲ့တာပြန်ဖြတ်မယ်ဆိုရင်ဒီပေါ်မှာ right click နှိပ်လိုက်ပါပြီးရင်ဒီမှာ delete shape ဆိုတာလေးကိုကျွန်တော်ကျွေးလိုက်ပါဒါဆိုရင် automatic ပြတ်သွားပါပြီဒီထဲမှာမရှိတော့ဘူးပေါ့နော်အဲ့တော့ဒီထိုးတွေကိုတစ်ခုချင်းစီလိုက်တုံးကြည့်မယ်ပထမအဆုံးကျွန်တော် rectangular ထိုးတုံးပြလိုက်ရင်တစ်ခါတည်းဒီခုအနေထားဒီ color ချက်ချင်းတန်းဝင်တာကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုရင်စောစောကဒီ style မှာတတ်မှတ်ထားလို့ဖြစ်ပါတယ်ပြန်ပြီးတော့ cancel လုပ်မယ်ဆိုရင်ဒီ none ကိုလာလုပ်လိုက်ပါဒါဆိုရင်တစ်ခါတည်းအဖြူ color တစ်ခါတည်းတန်းဝင်တယ်အဲ့တော့ကျွန်တော်တို့က color နေရာမှာ color တစ်ခုထပ်ပေးခဲ့မယ်ဆိုရင်လည်းအဲ့ပေးထားတဲ့ color လေးကလာဝင်မှာဖြစ်ပါတယ် rounded rectangular 2ကိုရွေးလိုက်ပြီးပြန်လုပ်မယ်ဆိုရင်သူကဒီလိုပုံစံလေးရလာမယ်ပေါ့နော်ထပ်ပြီးတော့ဒီ ellipse ထိုးရွေးလိုက်မယ်ဆိုရင်ကျတော့ဒီလိုပုံစံလေးရလာမယ်ထပ်ပြီးတော့ဒီ polygon ထိုးရွေးလိုက်မယ်ဆိုရင်ကျတော့ဒီလိုပုံစံလေးရလာမယ်ဒီ line ထိုးကကျတော့သူက line တားပေးမယ်ပေါ့နော်ဒီ2 option ဘားပေါ်ကဒီ shape လေးတွေကိုထပ်ပြီးတော့ဆော့ခြင်းနေဆိုရင်ဒီမှာကျွန်တော်လာရွေးယူလို့ရတယ်ကိုရှိမှာရှိတဲ့ shape ဘယ်နှခုရှိလဲကျွန်တော်တို့လာပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် left click တစ်ချက်ပေးတယ်ဒီခုလိုမျိုးတွားတဲ့အချိန်မှာကျွန်တော်တို့ဒီပိုနေတဲ့နေရာလေးကိုကျွန်တော်တို့က alter keyboard ပေါ် alter ဖိပြီးတော့ဒီလိုထိလိုက်ပါဒါမှတက်ရလေးထွက်လာမှာကိုကဘလိုပုံစံဆွဲချင်တာလဲပေါ့နော်ပြီးရင်ဒီမှာ alter ဒီလိုလေးပေါ့ဒါက alter နှိပ်ပြီးအသုံးပြုတဲ့နီလန်ပေါ့ alter မတုံးချင်ဘူးဆိုရင်ကျွန်တော်တို့ကတခုဒီနေရာလေးမှာလာခဲ့လိုက်ပါလာပြီးတော့ဒီနေရာလေးကိုလုပ်ပြီးတော့ rubber band ဆိုတာလေးကျွန်တော်ဖွင့်ပေးလိုက်ပါဒါဖွင့်လိုက်ပြီဆိုရင်ကျွန်တော်တို့တခုခဏပုံစံလိုမျိုးကိုတွားချင်တဲ့နားမှာဒီလိုတွားပြီးရင်ဒီလိုခေါ်ထားခဲ့တယ်ဆိုရင်ပေါ့နော်တို့ကဒီမှာခြံထားခဲ့လို့ရသူ့ရဲ့သဘောတရားဒီလိုခေါ်ထားခဲ့တယ်ဆိုရင်မခြံလာခဲ့လို့ရသူကမလာဆုံးပေးလိုက်ပါနော်ဒီ free from pen tool ဆိုတဲ့သဘောကဘာလဲဆိုရင်သူကလွတ်လပ်ခဲတံပုံစံဆွဲတာပေါ့နော်သူကဒီမှာအဲ့လိုမျိုးလေးလိုက်ဆွဲတာသူကဟုတ်ပြီကျွန်တော်တို့ဒီဓာတ်ပုံကို pen tool အသုံးပြုပြီးတော့လက်တွေ့ကျွန်တော်တို့ pen tool လာရွေးပါဟုတ်ပြီရွေးပြီးသွားရင်ကျွန်တော်တို့ဒီမှာ left click တစ်ချက်နှိပ်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာဒုတိယတွားမဲ့နေရာမှာကျွန်တော်တို့ဒီခုလိုမျိုးအနေထား lighting လေးလိုက်ပြီးတော့စမ်းတက်ပါဟုတ်ပြီဒီဘက်မှာ color ကတော့အဖြူပေးထားတဲ့အတွက်အတိုင်းလေးဖြစ်နေလိမ့်မယ်ဒီ point ကိုကျွန်တော်တို့ကပျောက်ချင်တဲ့အတွက် alter cloud နှိပ်ပြီးတော့ဒီဟာလေးနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့လိုချင်တဲ့အကွေးကိုလာဆွဲမယ်ပေါ့နော်
ဒီအဆုံးနားလေးမှာလာပြီးတော့စမ်းကြည့်မယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်လာအဲ့မှာကျွန်တော်တို့လိုနေတဲ့အရာတွေရှိနေတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုထပ်ပြီးတော့တိတ်စိတ်ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီပန်ထိုးမှာဒီရဲ့ပန်ထိုးမှာ right click နှိပ်လိုက် archer point 2ကိုကျွန်တော်တို့ရွေးလိုက်မယ်အပေါင်းပုံလေးပေါ့နော်ရွေးပြီးတော့ကျွန်တော်တို့ကဒီမှာတစ်ချက်ထိလိုက်ထိပြီးတော့ကျွန်တော်တို့ကခုလိုလေးလိုက်ဆွဲတင်လိုက်ဟုတ်ပြီထပ်ပြီးတော့ဆင်းလာမယ်ဆိုရင်လည်းဒီမှာလိုနေတဲ့နေရာလေးမှာတစ်ချက်ထိလိုက်ထိပြီးတော့ရင်ဆွဲတင်လိုက်ရrồiအဲ့တော့ဒီမှာလည်း point တစ်ချက်ထိလိုက်ဆွဲတင်လိုက်ရrồiနော်ကျွန်တော်ဒီမှာဆိုရင် point တွေကအရမ်းများနေကျွန်တော်ဒီမှာဒီ pen tool 2 ပေါက်ထဲပြန်လာပါ right click နှိပ်ပါဒီမှာ delete extra point 2ကိုပြန်ရွေးပေးပါသူကအနုပ်ပုံစံနဲ့လာပြနေပါတယ်အဲ့တော့ဒီမှာ point တွေအရမ်းများနေတဲ့ဟာကို left click တစ်ချက်လိုက်ထိလိုက်ပါဒါဆို point တွေကမရှုပ်တော့ဘူးပေါ့နော်ဒီမှာလည်း point ရှုပ်နေတယ်ဟုတ်ပြီဒါဆိုဒီလောက်ယော့လာဟုတ်ပြီယော့လာဆိုရင်ခဏပြန်ထည့်မှာဖြစ်တဲ့အတွက် audio ရဲ့အပေါင်းပုံစံနဲ့ add ဆိုတာလေးကျွန်တော်ပြန်ရွေးပေးမယ် left click လိုက်ထိလိုက်မှာထိပြီးတော့ရလိုက်မယ်ဟုတ်ပြီအဆင်ပြေတော့အပေါ်ဆုံးမှာလိုအပ်တာလေးရှိသေးတယ်ဒီမှာ left click တစ်ချက်ထိလိုက်ဒါဆိုရင်ကျွန်တော်တို့ပြည့်စုံလောက်ဖြစ်တော့ပါပြီမရှိတော့ဘောနော်ဟုတ်ပြီcontrol minus နဲ့နှိပ်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့ပုံကဒီ pen tool နဲ့ရွေးချယ်လိုက်တာကျွန်တော်ဒီလိုမျိုးရခဲ့ပြီပေါ့နော်ရခဲ့ပြီဆိုရင် right click နှိပ်လိုက်ပါတော့ selection မဖြစ်သေးဘူး right click နှိပ်ပြီးဒီပေါက်ကြလာရင်ကျွန်တော်ဟောဒီမှာ make selection ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ okay ထပ်ပြီးတော့ပေးဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ selection ဖြစ်သွားပါပြီအဲ့တော့ခွက်က selection ရ right ပေါ့နော်